ရပြီလားနဲ့မေးနေတဲ့ customer တွေအတွက်ဒီဗီဒီယိုလေးကနေပြီးတော့ apply လေးလုပ်ပေးချင်ပါတယ်ရှင်ခိုင်တို့ပေါ့နော်ပုံမှန်ဆိုရင်တော့ order လေးကတစ်ပတ်ချင်းတယ်အခုတစ်ပတ်ချင်းထားတဲ့ customer လေးလည်းရှိရပေါ့နော်အရင်အပ်ထားတဲ့ customer လေးဒီ customer လေးဆိုရင်တစ်ပတ်ပြည့်ပြီးသွားတဲ့သူလေးလည်းရှိရတစ်ပတ်ပြည့်ပြီးသွားလို့လာမေးကြတယ်မင်းရပြီလားဘယ်တော့ရမှလဲပို့လိုက်ပြီလားပေါ့နော်ဒီလိုမျိုးတွေစတိုက်ပဲမေးကြရပေါ့နော်ခိုင်တို့ရက်လေးကြာသွားတဲ့အတွက်လည်းတောင်းမှတ်ပါတယ်ခိုင်တို့ဒီတစ်ပတ်ချင်းထားတာလေးတွေထားတဲ့ customer လေးဆိုရင်တစ်ပတ်နည်းနည်းလေးကြော်သွားရေပေါ့နော်ရက်ပိုင်းမှာခိုင်တို့လက်ကား order တွေရောလက်လီ order တွေရောအရန်ကိုအများကြီးဖြစ်သွားတယ်ပြီးတော့ဝန်ထမ်းတွေလည်းထပ်ပြေးထားတယ်အတက်နိုင်ဆုံးလည်းစူးစမ်းပြီးတော့မှလုပ်ပေးနေပါတယ်ဒါပေမဲ့အထည်တွေကပေါ့နော်ရက်ချင်းလေးတွေမမီဘူးဖြစ်သွားတယ်အဲ့အတွက်လည်းအများကြီးတောင်းမှတ်ပါတယ်ရှင်ခိုင်တို့အခုနောက်ပိုင်းအတက် customer လေးဆိုရင်တော့ပုံမှန်တစ်ပတ်မဟုတ်ဘဲနဲ့နှစ်ပတ်နီးပါးလောက်တော့စောင့်ပေးရပါတယ်ရှင်ဒီထက်ပိုပြီးစောစောရနိုင်အောင်လည်းခိုင်တို့အများကြီးစူးစမ်းနေပါတယ်စောစောပို့နိုင်တဲ့ customer တွေဆိုရင်လည်းပိုစောပြီးတော့မှ daily အပ်ပေးပါတယ်ရှင်အခုလိုမျိုးခိုင်တို့ကိုအရန်အများကြီးအားပေးကြတဲ့ယုံကြည်စွာနဲ့ပေါ့နော်မှာပြီးသား customer ရလည်းထက်ကမှာရလက်ကား order မှာတယ်မမရေးဆိုလဲခဏတိုင်းလက်ကားထက်ပြီးမှာတယ်ပေါ့နော်အစုံ90ကျအဲ့လိုတွေမှာချတယ်အဲ့လိုမျိုးယုံကြည်စွာနဲ့အားပေးကြတဲ့ customer တွေကိုလည်းကျေးဇူးများတင်ပါတယ်ရှင်ခိုင်တို့ဝန်ထမ်းအသစ်တွေလည်းထပ်ပြီးတော့ဖြည့်ပြီးတော့မှလည်းမြန်ဆုံးပေးနိုင်အောင်လည်းစူးစမ်းနေပါတယ်ရှင်အခုလိုအားပေးကြလို့ကျေးဇူးများတင်ပါတယ်ရှင်ဘိုင်ဘိုင်